ရင်သေးပြီလေ oh no အိုးအတန်တုံးမဲကျွန်တော်တယ်အဲ့မှာ3-4កောင်လောက်တော့ကျွန်တော်တတ်နိုင်ခဲ့တယ်ပေါ့နော်အမှချအိုးပြုတ်ကြပြီ what ဘလို့သေးွားလေအမှရေရှိရနော်ဟာဘလို့ဖြစ်တာအော်ဟိုမှာအပေါ်မှာသူကအတုံးကြီးပေါ်လာတာအော်အေးဟုတ်ပါပြီကျွန်တော်အတုံးကြီးပေါ်လာတော့ကျွန်တော်ကုန်ချရဲ့နေရာကြမှာနောက်တစ်ခါဒီလိုမျိုးမဖြစ်ခံတော့ဘူးကျွန်တော်ပြေးပြီးတော့အိမ်ထဲမှာပဲနေတော့မယ်ဟုတ်ပြီမှာမိုးရွာလာပြီအန်ဒါဘန်းနေတော့တေးပြီထင်တယ်မိုးရွာရင်အိုးငါမိုးပြန်နေ creative mode ကြနေရပဲဟေးဟိုမောင်ငါရဲ့ဓာတ်နဲ့အုတ်ထုတ်အဲ့အလေးကိုငါယူရမယ်ဓာတ်နဲ့အုတ်ထုတ်ဟိုအတုံးပေါ်မှာကြံနေโอเคဟုတ်ပြီမင်းလာအိုးခင်ငါရှိမှာပေါ်လာမင်းလာရှော့ကာတေးပြီတကောင်2ကောင်ဟာဘယ်2ကောင်တောင်လဲငါတက်နေအများကြီးပဲ3ကောင်โอเคရပြီ3ကောင်နောက်ဆုံးတော့ကျွန်တော်ရဲ့ပစ္စည်းတွေအကုန်လုံးကျွန်တော်ပြန်ရပါတယ်အဲ့ရမှာတော့အိတ်ဖို့ကြိုးစားရဲဒါပေမဲ့အိတ်လို့မရသေးဘူးခုချိန်ထိမနဲ့မြင်ရောက်ပါတော့ကွာโอเคရပြီအိတ်မယ်ဟူးရပြီဒါပေမဲ့ day 25ရောက်သွားပြီဒီနေ့က crafting table တွေလုပ်လို့မရဘူးတဲ့ crafting table မှာ craft လုပ်မရဘူးโอเคဒီမှာကြည့်လိုက်ကျွန်တော် crafting table ချလိုက်ရင်ဘာဖြစ်လဲပြည့်စည်သွားတယ်သူ့လို့ crafting လုပ်လို့မရဘူးတော့ဒီနေ့ကတော့နည်းနည်းတော့ခက်တာပေါ့နော် crafting လုပ်လို့မရဘူး crafting table မှာလည်းသုံးလို့မရဘူးဆိုတော့ရှိတဲ့ဟာလေးတွေပဲအသုံးပြုရမှာပေါ့နော်အမိုက်တွေကိုလိုက်ရှင်းပါတယ်တစ်ပင်တွေအများကြီးပဲဟိုကောင်တွေရှုပ်သွားဒီနေ့ကတော့တစ်ပင်တွေစခုတ်ပါတယ်တစ်ပင်တွေအကုန်လုံးရှင်းထုတ်ပါပေါ့နော်မြန်ခုတ်ဟေးတစ်တွေခုတ်အိမ်ကိုလည်းနည်းနည်းပြင်တယ်တစ်ရွက်တွေကိုလည်းလိုက်ဖယ်တယ်ပေါ့နော်ဒီနေ့တော့အဲ့တစ်ပင်တွေပဲလိုက်ခုတ်တယ်နည်းနည်းတော့ပင်ပန်းလာပြီဒါမဲ့လည်းရှားဘာလုပ်စရာရှိလို့လဲနော် crafting လည်းလုပ်လို့မရဘူးဆိုတော့စိုက်ပျိုးရေးလည်းထပ်လုပ်ပါတယ်ဒီမှာစိုက်ခင်းမာတယ်ကွာဖြက်စီးသွားကြည့်ပါဦးနှမျောစရာကြီးငါတို့ဟာတွေညရောက်သွားတော့ကျွန်တော်ရဲ့စိုက်ခင်းတွေကိုပြန်ရိပ်ပါတယ်ဒီစိုက်ခင်းတွေကတော့တော်တော်အလုပ်ဖြစ်နေပြီညအိတ်တော့မယ်လို့ဆုံးဖြတ်လိုက်တယ်ဘာဖြစ်လို့လဲဆိုတော့လုပ်စရာလည်းမရှိဘူး crafting table သုံးလို့မရဘူးဆိုတော့ပါမုတ်တောင်ဘယ်လိုလုပ်မှာလဲနော် day 26 okay ဘာဖြစ်မလဲဆိုတော့အစားအစာတွေအကုန်လုံးကမကောင်းဘူးတဲ့ဟဲ့အောင်ငါဗိုက်စာနေပါလေဆိုအစားအစာအကုန်လုံးမကောင်းတယ်မကောင်းလဲစားမယ်ဟဲ့ဘာကြီးလဲပေါင်မုတ်အပုတ်တဲ့ဟဲ့ငါအပေါင်မုတ်အကောင်းတွေလုပ်လိုက်ရဘယ်ရောက်သွားလဲပေါင်မုတ်အပုတ်ဖြစ်သွားတယ်စားကြည့်လိုက်မကောင်းတာထားလိုက်တော့no ခေါင်းမူးတဲ့ဟဲ့ရေးခေါင်းမူးတဲ့ effect တွေပေးတယ်ဟေးသူပြောရမှန်တယ် no ငါစကားနားထောင်ပြီးလိုက်တဲ့နော်ပေါင်မုတ်တွေလုပ်လိုက်တယ်အကုန်လုံးဘာဖြစ်သွားလဲဆိုတော့ပေါင်မုတ်အပုတ်တွေဖြစ်သွားတယ်အဲ့အပုတ်ကိုစားလိုက်တော့ခေါင်းမူးတယ်တဲ့အိုးဟာကွာငါမှစားစားကုံတော့မယ်တေးပြီ okay ဟုတ်ပြီအစားစားကုံလုံးမကောင်းဆိုတော့မစားဘူးကွာကျေနပ်လားမစားတဲ့နေနိုင်တယ်ဒါတုံးပဲကြံတော့တယ်ပြီးတော့ကျွန်တော်အဲ့နေ့မှာလည်းမျက်ခင်းလေးတွေကိုပို့ပြီးတော့စိတ်ဝင်စားပွဲကောင်းအောင်လုပ်လိုက်ပါတယ်အဲ့နေ့ပါပဲဟိုတနေ့ကတတ်ထားတဲ့ shulker တွေကို shulker box ဖြစ်အောင်လုပ်လိုက်ပါတယ်တော်ရီမတီးခံနိုင်တော့ဒိုင်မိုးအမာကြီးချွတ်တော့မယ်ဒိုင်မိုးအမာကြီးချွတ် shulker box တွေတိန်းထားလိုက်မယ်ကျွန်တော်ခဏလေးပဲကျွန်တော်ဒီမှာတေဖို့ပဲကြံတော့တယ် okay လက်ကြီးရေငါတေပြီးတော့စားစာရေးပြန်ပြည့်အောင်လုပ်တော့မယ်အဲ့တော့မင်းလည်းငါနဲ့တူလိုက်တေမလား okay အသားတွေအကုန်လုံးပြန်ပြည့်သွားပြီ good idea မလားကျွန်တော်ဆုံး